ဒေါ်ရထွက်လိုက်တာတော့ခဏလေးပဲဒါပေမဲ့ကိုဒေါ်ရထွက်နေတော့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ကိုချရတဲ့လူတွေဝမ်းနေသွားဘူးလားဒေါ်ရနဲ့လှုပ်လိုက်တဲ့အမှားတစ်ခုကြောင့်နောင်သားတွေနဲ့หนีခဲ့ရတဲ့ရက်တွေရောရှိခဲ့ဘူးလားဒါကြတော့ဒေါ်ရဆိုတာလူတိုင်းမှာရှိတဲ့တဘောခံစားချက်တစ်ခုပဲဒါပေမဲ့အဲ့ဒီဒေါ်ရကိုမထိန်ချုပ်ပဲလှုပ်ပေးထားလိုက်ရင်ကိုရဲ့ကျမ်းမာရေးလူမှုရေးလုပ်ငန်းခွင်ဆက်ဆံရေးတွေကိုထိခိုက်စေနိုင်တယ်ဒါကြတော့ဒေါ်ရဆိုတာညှိနေအောင်တွေးထားတဲ့ဓာတ်တက်လက်လိုပဲမကင်တတ်ရင်အရင်ဆုံးကိုပြန်ပြီးတော့ရှာတတ်တယ်ဆိုတော့ဒီနေ့မှာကိုဘဝကိုဖျက်ဆီးနေတဲ့အဲ့ဒီဒေါရကိုဘလို့ငြိမ့်သက်ရမလဲဆိုတဲ့နီလန်းတွေကိုကျွန်တော်ကမျှဝေပေးသွားမယ်ဒီနီလန်းတွေကိုမမျှဝေခင်မှာကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးရင်လုပ်ပေးထားပါအောင်ခင်ဗျာပထမဆုံးနီလန်းကိုဒေါရဖြစ်စေတဲ့အရာတွေကိုထပ်မတွေးတော့ဘဲနဲ့ကိုရဲ့ဒေါရကိုရောကြစေမယ့်အချက်လက်တွေကိုရှာကြည့်ကျွန်တော်ဒါဥမာလေးနဲ့ပြောပြမယ်ဆိုတော့အခုဒီဗီဒီယိုကြည့်နေတဲ့လူအနေနဲ့ကိုကကားမောင်းနေတော့မှကိုကားကိုတခြားကားတစ်စီးကပုတ်ဆွဲသွားပြီးတော့တိုက်ပြီးတော့မလို့ဖြစ်သွားတယ်ဆိုပါစို့အဲ့ချိန်မှာကိုကချက်ချင်းဆိုသလိုဒေါရထွက်လာပြီးတော့တစ်ဖက်ကကာရမကိုဟေးအောင်မင်းမျက်လုံးမပါဘူးလားဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဆဲလိုက်ပြီးတယ်ဆိုပါစို့ဒေါရထွက်တော့အနာကြီးကြတယ်လူပင်မစိတ်ပင်မဖြစ်တယ်အဲ့ချိန်မှာတစ်ဖက်ကကာရမရဲ့ပေါ့ဆဆမစင်မချင်းမောင်းတာကိုပဲတွေးနေမယ်ဆိုလို့ရှိရင်ဒေါရတော်တော်နဲ့ပြေမှာမဟုတ်ဘူးဒါပေမဲ့ဒီအတွေးကိုမတွေးတော့ဘဲနဲ့တခြားဖြစ်နိုင်ခြေရှိတဲ့အကြောင်းတွေကိုတွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါရရော့သွားနိုင်တယ်ဟာဒီကာရမမှာတခြားအရေးကြီးကိစ္စများရှိနေလို့လားမသိဘူးစေးရုံတွေဘာတွေများသွားစရာရှိနေရလားအဲ့လိုမျိုးလေးဖြည့်တွေးပေးလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒေါရကိုထိန်းနိုင်သွားလိမ့်မယ်ပြီးရင်အချိန်ခဏလေးနဲ့ပျောက်သွားလိမ့်မယ်ကိုကဒေါရဖြစ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒေါရဖြစ်စေတဲ့အရာတွေကိုပဲမတွေးဘဲနဲ့တခြားဖြစ်နိုင်ခြေရှိတဲ့အကြောင်းလေးတွေကိုတွေးကြည့်ဒါဆိုလို့ရှိရင်ဒေါရကိုထိန်းနိုင်သွားလိမ့်မယ်ဒုတိယနီလန်တက်ဆက်ကရူကိုသုံးကိုဒေါရထွက်နေတဲ့အချိန်မှာချက်ချင်းမတုံ့ပြန်လိုက်နဲ့ဒေါရထွက်လာပြီဆိုလို့ရှိရင်အသက်ကိုဝဝရှူပြီးတော့စိတ်ထဲကနေတစ်ကနေ30ထိရှည်လိုက်အသက်ရှူတဲ့အခါမှာလည်းနီလန်းရှိတယ်4စက္ကန့်ကြာအောင်ရှူပြီးတော့4စက္ကန့်ကြာအောင်အောင့်တာပြီးရင်လေကိုပြန်ထုတ်တဲ့အခါမှာပါးစပ်ကနေပြန်ထုတ်ဒါမျိုးတကယ်တော့ဒါစဉ်းစားချိန်ပေးလိုက်တဲ့သဘောပဲကိုဒေါရထွက်နေတဲ့အချိန်မှာချက်ချင်းမတုံ့ပြန်မဲနဲ့အသက်ရှူတာကိုပဲအာယုံစိုက်ထားမယ်ဆိုလို့ရှိရင်ဒေါရသူ့လိုပြေးသွားလိမ့်မယ်အဲ့တော့ဒေါရထွက်နေတဲ့အချိန်မှာဒလီလေးကတ်ပြီးတော့တန်းဆက်ကတ်ကိုသုံးကြည့်ဒီ10စက္ကန့်ကိုယ့်ရဲ့စကားတွေကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေနောက်ဆုံးကိုယ့်ရဲ့ဘဝကြီးကိုတောင်ကယ်တင်ပေးနိုင်တယ်တတိယနီလန်ကနေရာပြောင်းဆိုလိုချင်တာကကိုကတယောက်နဲ့စကားများပြီးဒေါရထွက်နေရဆိုလို့ရှိရင်အဲ့နေရာကနေပြီးတော့ခဏလောက်ထွက်သွားတယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်ဗျာကိုကဒေါရထွက်နေပါရဲ့ဆိုမှပဲကိုရှေ့မှာဒီလူမြင်နေရရင်ပို့ပြီးတော့ဒေါရထွက်တယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်ဒီလူနဲ့မတွေ့အောင်ခဏလောက်ရှောင်နေလိုက်တဲ့တဘောပဲစိတ်အေးတော်အောင် cool off လုပ်ခိုင်းတာဗျာအဲ့လိုမျိုးဒေါရပြေအောင်စောင့်နေတဲ့ခါမှာလဲကိုကဒီဒေါရဖြစ်စေတဲ့အရာကြီးကိုပဲတွေးမနေပဲနဲ့တခြားတစ်ခုခုကိုအာရုံပြောင်းပြီးတော့လုပ်အပြင်ထွက်ပြီးလမ်းလျှောက်လိုက်တာပဲဖြစ်ဖြစ်လေ့ကျင့်ခန်းတွေပါလှုပ်လိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးလုပ်ကြည့်ဥပမာဗျာလင်မယားနှစ်ယောက်စကားများရန်ဖြစ်နေရဆိုပါစို့အဲ့မှာယောက်ျားဖြစ်တဲ့လူကဒေါရတွေထွက်ပြီးပကံတွေပါတွေရိုက်ခွဲနေရနေပါလက်တီးနဲ့ထိုးလှုပ်လိုက်တယ်ဆိုပါစို့ဒေါရကြောင်ပြေးမသွားဘူးကိုလက်ကလည်းနာသေးတယ်ပြီးတော့ပကံတွေရိုက်ခွဲလိုက်တော့မိမအိမ်တောင်ပြုံးဆိုပြီးတော့ဆက်ပြောလို့ဒေါရထပ်ဖြစ်ရအောင်ပဲဗျာအဲ့လိုလုံးမဲ့စားကိုကဒေါရထွက်နေလို့ရှင်ခဏလောက်ရှောင်နေလိုက်ခုနပြောလို့ပဲအပြင်ထွက်ပြီးလမ်းလျှောက်တာပဲဖြစ်ဖြစ်တခြားကိုလုံးဆရာရှိတဲ့အလုပ်ကလေးလုပ်နေလိုက်စိတ်အေးတွားတဲ့ခါကျမှစကားလေးပါလေးပြန်ပြောမိမဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး kiss လေးပါလေးပေးလိုက်မိမလည်းယောက်ျားဘာညာဆိုပြီးတော့အခြေအနေတွေတစ်မျိုးတစ်ပုံပြောင်းလဲသွားနိုင်ဒီနီလန်းနဲ့တော့မဆိုင်ပေမဲ့တခြားအကြောင်းအရာလေးကိုဆက်ပြီးတော့ကျွန်တော်ပြောပြမယ်ဥက္ကဋ္ဌရဲ့အင်တာဗျူးကိုကြည့်ဦးတဲ့လူဆိုလို့ရှိရင်တော်တော်များများသိလိမ့်မယ်ဒီဥက္ကဋ္ဌရဲ့ဒေါရမထွက်ဖဲနဲ့ဒေါရကိုထိန်းတဲ့ပုံစံလေးကိုသဘောကျလို့တခါကြီးကသူကောက်ကိုယူစည်းသွားတယ်ပြန်လာတဲ့အခါကျတော့ကားဘတ်မှန်ကြီးပိုက်ပြီးအိမ်ပြန်ချလာတယ်အဲ့နဲ့ဥက္ကဋ္ဌကြီးကမေးတာပေါ့ငါသားဘာဖြစ်တာလဲဘာညာဆိုအဖေဒီလိုပဲဒီလိုဖြစ်သွားတာအဖေကဘတ်မှန်ပြုတ်သွားတယ်ပေါ့ဥက္ကဋ္ဌကဒါဆိုလို့ရှိရင်မင်းဘာလုပ်ပေးမှလဲလို့မေးလိုက်အဲ့ချိန်မှာသူကကျွန်တော်ပြန်လိုက်မယ်ပြီကျွန်တော်ပြန်တက်လိုက်မယ်အဲ့လိုမျိုးလေးပြောလိုက်တာโอเคဒါဆိုလို့ရှိရင်လည်းတက်ပေါ့ပြီးသွားပြီအဲ့လိုမဟုတ်ဖ ೇನೆ မင်းကတေချာမမောင်းဘူးလားလူများကယူစီးပြီးတော့ကိုကမဟုတ်တိုင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒေါရတွေထွက်နေမယ်ဆိုလို့ရှိရင်အချိန်ကုန်တာပဲဖတ်တယ်မယ်အချိန်ကုန်တယ်လူပင်မန်းတယ်ပြီးတော့တစ်ဖက်ကလူကလည်းစိတ်မကောင်းပူဖြစ်အောင်ပြီးခဲ့တာပြီးသွားပြီတစ်ဖက်ကလူကလည်းပြန်ပြင်ပေးမယ်လို့ပြောနေတာဆိုတော့အခုစင်ပြေသွားပြီလေဒီဥက္ကဋ္ဌရဲ့ဒေါရမထွက်ဖ ೇನೆ ဒေါရကိုထိန်းတဲ့ပုံစံလေးကိုသဘောကျလို့ပါ
ကျွန်တော်တို့အတူယူရမယ်ဒေါရထွက်တိုင်းကောင်းတာမဟုတ်ဘူးတချို့အရာတွေကြဒေါရမထွက်ဖဲနဲ့အေးစစ်စစ်လေးပြောပြီးပြီးသွားမယ်အရာကြီးအများကြီးရှိစတုဒ္ဓနီလာဒီစကလုံးတွေရဲ့အကျိုးဆက်ကိုတွေးပါဒေါရထွက်နေတုံးပြောလိုက်တဲ့စကားတစ်ခွန်းကနောင်တရစရာကြီးဖြစ်လာနိုင်တယ်ငါကူပြောမဲ့စကားဒီအခြေအနေကိုပူကောင်းလာမှာလားပူဆိုးသွားစေမှာလားဆိုပြီးတော့ကိုယ့်ကိုပြန်မေးဒီနေရာမှာ sub awareness ကိုအသုံးချငါဒီကိစ္စကိုတကယ်ရောဒေါရထွက်တင်ရဲ့လားဒီကိစ္စနောက်9ရက်နောက်တစ်လလောက်နေရင်အရေးကြီးအောင်မလားလို့ပြန်မေးလိုက်ရင်အများစုကအရေးမကြီးတော့ဘူးတခါတလေကြားလို့ရှိရင်ဘာမှမပြောဘဲနဲ့ခဏလောက်နှုတ်ဆိတ်နေလိုက်တာအမှန်နဲ့ဆုံးနီလန်းပဲပြင်စမာနီလန်းကစကားပြောတဲ့ပုံစံကိုပြောင်းငါနဲ့စတဲ့စကားလုံးတွေကိုသုံးပြောချင်တာစကားများရံဖြစ်တဲ့အခါမှာမင်းကအမြဲတမ်းဒီလိုကြီးပဲမင်းကြောက်ဆိုပြီးတခြားလူကိုအပြစ်တင်တဲ့ပုံစံမျိုးနဲ့မပြောဘဲနဲ့ငါတို့အခုလိုမျိုးဖြစ်သွားတာငါတကယ်စိတ်မကောင်းဖြစ်မိရဲ့ကွာကိုတို့เนี่ยအခုလိုမျိုးစကားများသွားတာကိုတကယ်ဝမ်းနေမိတယ်ဒီလိုမျိုးလေးကိုခံစားချက်ကိုအာရုံစိုက်ပြီးတော့ပြောလူတယောက်ကိုအပြစ်တင်ပြီးပြောရင်တစ်ဖက်လူကခုခံခြင်းနဲ့စိတ်ကြီးဝင်သွားတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုခံစားချက်ကိုပဲအာရုံစိုက်ပြီးပြောမယ်ဆိုလို့ရှိရင် तू ကနားထောင်ဖို့ပိုးလွယ်သွားလိမ့်မယ်မင်းကြောင့်မင်းကအမြဲတမ်းဒီလိုပဲဆိုပြီးပြောနေလို့ရှိရင်ပြဿနာမပြေတဲ့ပြင်ပိုကြီးလာနိုင်တယ်ဆိုတော့ relationship တခုကောင်လေးကကောင်မလေးကိုမပြောဘဲနဲ့အပြင်သွားတယ်ညနေတဲ့အထိကြံလဲမလာဘူးဖုန်းခေါ်တော့လည်းမရဘူးဖုန်းလည်းမကိုင်ဘူးဒါကိုကောင်မလေးကနေငါ့ကိုအခုလိုမပြောဘဲနဲ့သွားတာဂီယူမဆိုင်တာလားဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောမဲ့အစားကိုတက်တက်ကိုအခုလိုမျိုးမပြောဘဲနဲ့သွားတာတက်တက်အရန်စိတ်မကောင်းဖြစ်ရတယ်ဒီလိုမျိုးလေးပြောကြည့်ပါလားစကားတကွန်းကပြဿနာကိုမီးလောင်စေနိုင်တယ်ဒါပေမဲ့အဲ့စကားတခွန်းကပဲကို့ပြန်ပြီးတော့ကဲ့တင်နိုင်တယ်ဒေါရထွက်တာမကောင်းဘူးဆိုတာလူတိုင်းသိရဲ့ဒါဆိုလို့ရှိရင်ဒီဒေါရကိုရေရှည်အတွက်ဘယ်လိုပြင်ဆင်ရမလဲဒီချက်တွေကိုကျွန်တော်ဆက်ပြီးပြောပြပေးသွားမယ်တကယ်တော့ဒေါရဆိုတာထိန်းချုပ်ယုံတယ်မဟုတ်ဘဲနဲ့ကုသဖို့လည်းလိုတယ်ကျွန်တော်ခဏခဏပြောတယ်အေးရေးဝဝအိပ်ပါအေးရေးပြက်ရင်ဒေါရထွက်လွယ်တယ်နောက်တစ်ချက်ကလေ့ကျင့်ခန်းလုပ်ပါကိုလက်လှူရှာလုပ်တာစိတ်ပီစည်းမှုကိုရောကြစေတဲ့အင်ဒိုဖင်ဆိုတဲ့ဓာတ်ကိုထွက်စေတယ်စဉ်းစားကြည့်ဗျာကို့မှာ stress တွေပိနေလို့ရှိရင်စိတ်ပီစည်းနေလို့ရှိရင်တိကနိုင်စွမ်းနေရော့တယ်တိကနိုင်စွမ်းနေရော့တော့တခုခုဆိုလို့ရှိရင်ဒေါရထွက်လွယ်လာတယ်အဲ့တော့လေ့ကျင့်ခန်းများများလုပ်ပါနောက်တစ်ချက်ကစာနာစိတ်ထားတခြားလူတယောက်နဲ့ပြဿနာတက်ပြီးဟေ့ဆိုလို့ရှိရင်ဩသူ့မှာလည်းတခြားအကြောင်းပြချက်တစ်ခုခုရှိလို့နေမှာပါလေဆိုတာမျိုးလေးတွေးပြီးကြည့်သူဘာလို့ဒီလိုမျိုးလုပ်တာလဲဆိုတာထက်ဒီပြဿနာကိုပြေလည်သွားအောင်ဘလို့ဖြေရှင်းမလဲဆိုတဲ့အဖြေကိုပဲရှာဒေါရကိုထိန်းနိုင်တဲ့လူကဝိတွာတာမဟုတ်ဘူးအားနေတွာတာမဟုတ်ဘူး self control ရှိတဲ့လူတယောက်ဖြစ်လာတာအဲ့တော့ဒေါရထွက်တော့မယ်ဆိုလို့ရှိရင်တတိယပါဒေါရထွက်တာတခြားလူရဲ့အမှားအတွက်ကိုပြန်ပြီးတော့အပြစ်ပေးနေခြင်းပဲဒီနေ့ကနေစပြီးဒေါရရဲ့ကြုံမဖြစ်ပါနဲ့ဒေါရကိုပိုင်ဆိုးတဲ့ဒေါရကိုထိန်းချုပ်နိုင်တဲ့တခင်ဖြစ်အောင်ကြိုးစားပါလို့ပြောရင်းနဲ့ဒီနေ့ဒီဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိစေတယ်ဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးခဲ့ပေးပါဗီဒီယို like လုပ်ပြီး channel ကိုလည်း subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့